မနေ့ပိုင်းဘလောက်ပဲအလုပ်ရှုပ်ရှုပ်အလုပ်မသွားခင်အဲ့ဒါနမောတတလေးရောပြီးလို့ရှိရင်တရဏဂုံလေးစောက်တည်လိုက်ဘုရားတရဏံကိစ္စံဓမ္မံတရဏံကိစ္စံတန်ခါတရဏံကိစ္စံသေမဘုန်းကြီးပြင်တာစိတ်မချရတော့မသေးခင်နဲ့ကိုယ့်ကိုတရဏဂုံတင်ထားလိုက်ပြီးတာအဲ့ဒါဆိုရင်ကုသိုလ်ကဖြစ်နေတာဘုရားလည်းရှိခိုးပြီးတယ်နမောတတလေးနဲ့တရဏဂုံလေးလည်းစောက်တည်ထားပြီးတယ်ဘုရားတတ်တော်ကြီးလည်းကတ်တယ်အချိန်လေးရရင်သွားရင်လာရင်နဲ့တခြင်းလေးနားထောင်မဲ့အစားကိုလုပ်ငန်းခွင်ပဲဖြစ်ဖြစ်ကိုနေရာပဲဖြစ်ဖြစ်အလုပ်သွားမယ်ဆိုရင်စိတ်ထဲအာရုံပြီးလုပ်ငန်းခွင်နဲ့ဝင်လိုက်တာနဲ့ဤရဲ့ဤဒေတာဤဝင်းကျင်မှာရှိတဲ့ပုဂ္ဂိုလ်တတ်တော်အားလုံးမြင်ရမမြင်ပုဂ္ဂိုလ်အပေါင်းကျွန်ုပ်နဲ့ပတ်သက်ဆက်နွယ်ရှိရကုန်သောပုဂ္ဂိုလ်အပေါင်းတို့ဘေးရန်ကင်းပါစေကိုယ်စီရင်ခြင်းစိတ်စီရင်ခြင်းကင်းပါစေချမ်းသာစွာမိမိခန္ဓာဝင်ကိုရွတ်ဆောင်နိုင်ပါစေမေတ္တာလေးနဲ့ပို့တတ်တဲ့အကျင့်လေးနဲ့ဝင်သွားရင်လုပ်ငန်းခွင်မှာလည်းအဆင်ပြေတယ်ကိုယ်ဘာသာကိုစိတ်ထားလေးပြင်ပြီးတော့ကောင်းတဲ့စိတ်ကလေးမွေးလိုက်လို့ရှိရင်အကျိုးရှိတဲ့ဘဝနေနေဖြစ်တာပဲတဲ့ဘုရားရှင်ကလေမနေ့တိုင်းအဲ့လိုလေးလို့ညအိယာဝင်ကနေလည်းဘလောက်ပဲပင်ပန်းဥသုံးကျင်လောက်ချတရဏဂုံလေးတင်မေတ္တာလေးခုနတစ်ချက်နှစ်ချက်လောက်ပို့ပြီးမနေ့အိယာထညအိယာဝင်ကုသိုလ်လေးနဲ့ဖွင့်ပြီးတော့နေတဲ့အချိန်ဟာကိုယ့်အတွက်အကျိုးရှိတဲ့ဘဝနေနေဖြစ်တာပဲတဲ့